ဒီနေ့ဗီဒီယိုလေးကတော့ကမ္ဘာဖလား Group B ကအသင်းတွေအကြောင်းကိုဆွေးနွေးသုံးသပ်ပေးမှာဖြစ်တယ်။ဒီ Group B အုပ်စု B မှာဆိုရင်ဘယ်အသင်းတွေပါဝင်မလဲ။ဘယ်အသင်းတွေနောက်တစ်ဆင့်ကိုတက်နိုင်ခြေရှိလဲဆိုတာကိုသုံးသပ်ပေးသွားမှာဖြစ်တယ်။ကဲအဲ့တော့စလိုက်ရအောင်။အရင်ဆုံးဒီ Group B မှာဆိုရင်ဘယ်အသင်းတွေပါလဲဆိုတော့ပူးရဲအင်ရှင်ဖြစ်တဲ့ကနေဒါပါမယ်။အာရှချန်ပီယံကာတာအသင်းပါမယ်။ဥရောပအသင်းတွေနဲ့ကဘော့စနီးယားအသင်းနဲ့ဆွစ်ဇာလန်အသင်းတို့ပါဝင်မှာဖြစ်တယ်။အရင်ဆုံးအင်ရှင်ကနေဒါနဲ့စမယ်ပေါ့နော်။ကနေဒါအသင်းရဆိုလို့ရှိရင်ပူးရဲအင်ရှင်ဖြစ်တာနဲ့ညီအကောင်းဆုံးစူးစမ်းပြီးတော့သူတို့ကအုပ်စုတက်ဖို့စူးစမ်းမှာဖြစ်တယ်။ကနေဒါအသင်းမှာဆိုရင်တော့Alfonso Davies တို့လိုကစားသမားတွေနောက်တိုက်စစ်မှာဆိုလို့ရှိရင်အိုလူဝါရီဗီလာရီယယ်ကနောက်ဘူချန်နန်တို့လိုကစားသမားတွေနောက်ဂျူဗင်တက်စ်ကဂျွန်နသန်ဒေးဗစ်တို့လိုလူငယ်ကစားသမားတွေပါဝင်ပြီးတော့အင်ရှင်ပရိသတ်အားနဲ့နောက်တစ်ဆင့်ကိုတက်လှမ်းဖို့ကြိုးစားလာမှာဖြစ်တယ်။နောက်ဒုတိယအသင်းကတော့အာရှရဲ့ကာတာအသင်းပေါ့နော်။ကာတာအသင်းကတော့ဒီအုပ်စုထဲမှာအားအနည်းဆုံးလို့တော့ပြောလို့ရတယ်။သူကပြည်တွင်းကစားသမားအများစုနဲ့လာမယ်။2022အင်ရှင်အဖြစ်ကစားခဲ့တဲ့ကမ္ဘာဖလားတော့ကတော့သူအုပ်စုအဆင့်ကိုကျော်ဖြတ်ဖို့ရုန်းကန်ရတာဖြစ်တဲ့အတွက်ဒီတစ်ခေါက်မှလည်းဒါအုပ်စုအဆင့်ရကျော်ဖို့အတွက်သူတို့လည်းတော်တော်စူးစမ်းရုန်းကန်ရမယ့်သဘောတော့ရှိတယ်။တတိယမြောက်အသင်းအနေနဲ့ကတော့ဘော့စနီးယားအသင်းပေါ့နော်။ဘော့စနီးယားအသင်းရဆိုလို့ရှိရင်လည်းဒါဝါရစ်တိုက်စစ်ကစားသမားအီဒင်ချက်ကိုဦးဆောင်လာမယ်။နောက်တန်းမှာဆိုလည်းကိုလာစီနက်တို့လိုကစားသမားတွေနောက်တိုက်စစ်မှာဆိုလို့ရှိရင်လည်းဒီမီရိုဗစ်လိုမျိုးကစားသမားတွေနဲ့ဒါအသင်းမှာဝိုင်းကစားသမားတွေကစားသမားကောင်းတွေနဲ့စူးစီးပြီးတော့အသင်းလိုက်စူးစီးမှုအားနဲ့ဒါတေချာရှင်းပြလာအောင်မှာဖြစ်တယ်။အဲ့တော့ဘော့စနီးယားအသင်းကလည်းဒီအုပ်စုထဲမှာစောင့်ကြည့်ကြင်စရာကောင်းတဲ့အသင်းတစ်သင်းဖြစ်တယ်။နောက်ဆုံးအသင်းကတော့ဒါဆွစ်ဇာလန်အသင်းပေါ့။ဒါဥရောပမှာဆိုတော့ဒါကစားသမားအကောင်းတွေအများကြီးရှိတဲ့အသင်းဖြစ်တယ်။နော်ဥရောပမှာလည်းဒါတော်တော်လေးကိုကောင်းတဲ့အသင်းတစ်သင်းထဲမှာပါတယ်။ဆွစ်ဇာလန်အသင်းကိုတော့အသင်းကောင်းဆောင် Granit Xhaka ကနေဦးဆောင်လာမယ်။နောက်ခန်းစစ်ကျောင်းမှာဆိုရင်လည်းဒါအကန်ဂျီရိုလိုကစားသမားတွေတိုက်စစ်မှာဆိုရင်အမ်ဘိုလိုတို့နော်လီစကာအိုကာဖော်တို့လိုမျိုးကစားသမားတွေနဲ့ကောင်းမွန်ဆုံးစုဖွဲ့လာပြီးတော့စူးစမ်းရှင်ပြိုင်ကြမှာဖြစ်တယ်။ဒီအုပ်စုမှာတော့ဒါဆွစ်ဇာလန်အသင်းကတော့ဒါအကောင်းဆုံးနဲ့ဘိုးဆွဲဖို့ရှေ့ပန်းအစားဆုံးပေါ့နော်။စကွတ်ကလည်းအတောင်တင်းဆုံးဖြစ်တယ်။ဆိုတော့ဒီအုပ်စုမှာအုပ်စုခန့်မှန်းချက်အနေနဲ့ဆိုရင်တော့ဆွစ်ဇာလန်ကိုအုပ်စုပိုပေးထားမယ်။ဒုတိယနေရာကိုတော့အင်ရှင်ကနေဒါနဲ့ဘော့စနီးယားကတော့ဒါစူးစမ်းပြီးတော့ရှင်ပြိုင်ရမှာဖြစ်တယ်။ကျွန်တော်ရဲ့ထင်မြင်ယူဆချက်ကတော့ဒါဒုတိယနေရာကိုဘော့စနီးယားအသင်းကအကောင်းဆုံးစူးစမ်းပြီးတော့ရယူသွားလိမ့်မယ်လို့ထင်တယ်။တကယ်ချင်းတို့ရောဒီ Group B မှာဘယ်အသင်းတွေနောက်တစ်ဆင့်ကိုတက်သွားမလဲ။ဆွစ်ဇာလန်အသင်းနဲ့ဘော့စနီးယားအသင်းလားဒါမှမဟုတ်ရင်ကနေဒါနဲ့ကာတာအသင်းတို့ရောဘာတွေလုပ်ပြသွားမလဲဆိုတာ comment ထဲမှာဆွေးနွေးပေးခဲ့လို့ရပါတယ်။ဒါနောက်ဗီဒီယိုတွေမှာနောက်ထပ် group တွေအကြောင်းလည်းဆက်လက်ဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကို like and subscribe လေးနှိပ်သွားပေးကြပါဦး။